ဒီပိုင်းမှာတော့အဲဘဲရဲ့ကြီးကျယ်မြင့်မြတ်တဲ့ရဲတိုက်ထဲမှာလူဖီနာမီဇိုရိုနဲ့ရူရူတို့ကလူကီကိုချုံနှောင်ထားတဲ့တော့တွေကိုရှာမတွေ့ဖြစ်နေပါတယ်ရဲတိုက်ကြီးကကြီးလွန်းတဲ့ပြင်တိတ်ဆိတ်လွန်ပြီးသူတို့ကလွဲရင်ဘယ်သူမှမရှိတာမို့တော့ရဲ့တီနေရာကိုရှာဖို့ကကောက်ရိုးပုံနဲ့အပြောက်လိုဖြစ်နေပါတယ်တရက်တနေရာတွေလှည့်ပဲရှာနေကြပေမဲ့ဘယ်လို့မှရှာမတွေ့ဖြစ်နေပါတယ်ချောက်ချနေတဲ့ရိုရိုကတယောက်ယောက်ကိုမင်းသိနိုင်ပါတယ်ဆိုပေမဲ့သိနိုင်တဲ့တယောက်တော်သူကလည်းတကြီးကြလို့တယောက်ပဲရှိတာမို့မဖြစ်နိုင်ဘူးလို့သာညီးသွားနေပါတယ်ညန်ကြီးရှင်လိုဘီကတော့သူ့ကိုသွားမေးရင်တကယ်ရနိုင်လားလို့ပညာကြီးဆန်မေးနေလို့မဖြစ်နိုင်တဲ့အကြောင်းကိုလည်းရှင်းပြနေရပါတယ်တနေရာရောက်မှာတော့နာမီကပုံမှန်မဟုတ်တဲ့အခန်းတစ်ခုကိုတွေ့သွားပါတယ်အခန်းထဲမှာလည်းစုပ်ပြတ်တက်နေတဲ့ကော်စောအနီတွေရှိနေပြီးကော်စောခင်းထားတဲ့တစ်ချောင်းမှာတော့ဘရင်ထိုင်ကုန်လို့ယူဆရတဲ့ပလင်ကြီးတစ်ခုလည်းရှိပါတယ်ရိုရိုလည်းကော်စောနီဆိုတာတော်ဝင်းမျိုးနယ်တွေအတွက်ပဲသုံးတာမို့ဒီခန်းကဘရင်ကြီးဟာရိုနေခဲ့ပြီးကြီးမားတဲ့စစ်ပွဲကြီးဖြစ်ခဲ့တဲ့နေရာဆိုတာသိသွားပါတယ်အဲ့ဒါကြောင့်လည်းအားလုံးကပျက်စီးနေပြီးဒီနေရာမှာပဲထူးထူးဆန်းဆန်းအမှတ်သားနဲ့ဆက်ဝိုင်းပုံတဲ့အမှတ်သားကြီးတစ်ခုလည်းရှိနေပါတယ်အမှတ်သားကြီးကကြီးတာမို့မြေပြင်မှာဆိုဓာတ်ရိုက်မမြင်ရနိုင်လို့ရူရူကလူဖီတို့ကိုသူ့လက်ပေါ်တင်ပြီးလိုက်ပြပေးပါတယ်။ပုံမှန်အားဖြင့်တော့ဒီလိုဆက်ဝါးမျိုးကိုနန်းတော်ရဲ့ဘရင်ခန်းမှာဆွဲထားလေးမရှိဘူးဆိုပေမဲ့အခုကတော့ပလင်ရှိမှတက်တက်ကြီးထင်းထင်းကြီးရှိနေပါတယ်။နာမီကတော့ဆက်ဝိုင်းเจ้าကိုသူနည်းနည်းသိရဆိုပေမဲ့လို့သိတဲ့အရာကလည်းနဆိုးတွေကိုစင့်ခေါ်ဖို့သုံးတာလို့လူဖီကိုပြောပြလိုက်ပါတယ်။လူဖီကလည်းဒီပုံစံကိုရင်းရင်းနှီးနှီးတွေ့ဘူးနေလေလို့ပြောပေမဲ့အသားနဲ့အစောလောက်တာခေါင်းနဲ့ရှိတဲ့လူဖီကတော့စဉ်းစားမရဖြစ်နေပါတယ်။အဲ့ဒီချိန်ကောက်ရိုးအိုးထုံးဆိုတဲ့အတန်ကခမ်းမတစ်ခုလုံးကိုပြတ်သွားပါတယ်။အဲ့ဒီအတန်ကဘယ်ခါလာတဲ့ဆိုတာမသိပေမဲ့မင်းကိုစောင့်နေတာကြာပြီးမင်းကိုတွေ့ကျင်နေတာကြာပြီးဆိုတဲ့အတန်ကြောင့်လူဘီတို့လည်းဘယ်သူဘယ်ဝါလဲဆိုတာသိရဖို့ထွက်လာဖို့ပြောရပါတယ်။ဘလူဝဲနေကြောက်သွေးမဖောက်ရသေးတဲ့ရိုတို့ကလည်းတေသူတို့ရဲ့ဝိညာဉ်တွေဖြစ်နိုင်တယ်ဆိုပြီးကြောက်သွေးပါပြီးထွက်ပြေးပါတယ်။အဲ့ဒီချိန်ဘယ်ခါမှမသိရောက်လာတဲ့ပစင်တက်လက်ကရိုရိုနက်ကဖြတ်သွားတာကြောင့်နည်းနည်းဆိုရင်အကြောက်လွန်တတ်တဲ့ဖျားစုဂျိုင်းရဲ့ကြီးကလူဖီတို့ကိုလွတ်ချမိလိုက်ပါတယ်ပစင်လာရလမ်းကြောင်းကိုကြည့်လိုက်တော့ပလင်လက်တန်းပေါ်မှာလူသားရဲ့အဖိုးကြီးတယောက်ကရှိနေတာကိုလူဖီလည်းတွေ့သွားပါတယ်သပင်ဖြူမုတ်ဆိတ်မွေးနဲ့ဘရင်ပလင်ပေါ်မှာအရက်ထိုင်တောင်းနေတဲ့ဖိုးကြီးကမစ္စတာရဖြစ်ပါတယ်သူကလူသားဆိုပေမဲ့အဲဘက်မှာနေရအနှစ်20လောက်ရှိနေပါပြီဂျိုင်းရဲ့တွေအကုန်လုံးကလည်းမစ္စတာရကိုသိနေကြပြီအကုန်လုံးကလည်းမစ္စတာရလို့ခေါ်ပြီးအကျွမ်းတဝင်လည်းရှိပါတယ်အကျွမ်းတော်ရှိရခြင်းကလည်းမစ္စတာရကအဲဘက်ကဂျိုင်းရဲ့မာလီဝီပလီနဲ့မြစ်တာများလို့တစ္ဆာထားပြီးလက်ထပ်ထားပါတယ်။သူနဲ့တူကိုလန်လို့ခေါ်တဲ့ကလေးတယောက်လည်းရနေပါတယ်။ကိုလန်ကအမေသွေးပါတာများလို့ဂျိုင်းရဲ့ပေါက်စာလေးဖြစ်နေပါတယ်။မစ္စတာရကလူသားဆိုပေမဲ့လို့ဂျိုင်းရဲ့တွေရဲ့မိသားစုဝင်လည်းဟုတ်နေပါတယ်။ရူရူကလည်းမစ္စတာရဘလို့ရောက်လာလဲမေးလိုက်တော့သူအရန်ပြင်းတဲ့ဟာကီကိုခန်းစားမိလို့လာကြည့်ရဆိုပေမဲ့အခုတော့သူတွေ့ချင်တာမတွေ့ပေမဲ့လိုဖီရူးကိုတွေ့လိုက်ရတော့အဆင်ပြေသွားပြီလို့ပြောလိုက်ပါတယ်အောက်မှာရှိတဲ့လိုဖီရိုးကလည်းဘာပြောမှမသိအံ့ဩသွားပါတယ်ဘလို့လုပ်ပြီးအဆင်ပြေတယ်ဆိုတာမသိပေမဲ့လူဖီကတော့သဘောကျနေပါတယ်မစ္စတာရကလည်းလူဖီတို့ရဲ့သတင်းတွေကအမြဲကြားနေရတာမို့လူကိုတွေ့ချင်နေကြရလို့ဆိုပါတယ်အထူးသဖြင့်တော့ဝါနိုမှာကင်တို့ကိုအနိုင်ယူခဲ့တဲ့လူကဘလို့လူမျိုးလဲဆိုတာကိုသိနေခဲ့ပြီးတွေ့ရတော့လဲတွတ်တွတ်ကြကြနဲ့မို့သဘောကျနေပါတယ်နာမီကလည်းဘလို့မျိုးလဲဆိုတာကိုနားမလည်အောင်ဖြစ်နေလို့မစ္စတာယာကပဲကဘာပေါ်မှာသွေးနှောတွေအများကြီးရှိကြောင်းရှင်းပြလိုက်ပြီးသွေးနှောတွေကကြမခံဘူးဆိုပေမဲ့သူကလည်းအဲ့ထဲကတယောက်လို့ဆိုပါတယ်ဇိုရိုကလည်းမစ္စတာယာကိုဘယ်သူလဲလို့မေးလိုက်တာကြောင့်အချစ်တသနာတွေဟောပြောပြီးတဲ့အချစ်စရာကြီးလို့အထကြကြဖြေလိုက်ပါတယ်သူလှုပ်ပြရာကကြောင်တော်နောင်ကြီးဆိုပေမဲ့လူဖီကတော့စံကြီးလဲအသက်ကြီးလာရင်ဘိုးတော်လိုပဲဖြစ်မယ်လို့အနာဂတ်ကိုတီတီကြကြဟောလိုက်ပါတယ်တစ်ဖက်မှာတော့စန်ကြီးကပါတီပွဲစားကောင်မလေးနဲ့ပွဲကြနေပါတယ်။တောင်စားနေရင်အိုရီမိုကဦးစောတို့ကိုအဲဘက်မှာရှိနေတဲ့လီချန်ကြီးမစ္စတာရရဲ့အကြောင်းကိုပြောပြပါတယ်။မစ္စတာရကသူ့ချင်းသူ့ခါကဆိုရင်အရန်ကျန်းတဲ့ပင်လယ်ဓမြတယောက်လည်းဖြစ်ပါတယ်။ပင်လယ်ဓမြဘီရင်ကြီးရဲ့ဘယ်လေရုံးတယောက်ဖြစ်ခဲ့ပြီးသူ့ကိုတောင်လီစားသုံးသူမောင်တင်အီစတာလို့လည်းကြော်ကြားသူတယောက်ဖြစ်ပါတယ်။တခါကဆိုပင်လယ်ဓမြဘီရင်ကြီးဂိုးဒီရောဂျာနေမကောင်းဖြစ်နေလို့တောင်တန်းတွေပေါ်မှာစေကူးသားမှုခံယူနေစဉ်ဒီသတင်းကိုကြားသွားတဲ့ပင်လယ်ဓမြတွေတဲကကျမ်းမာတဲ့ဆိုတဲ့ကောင်တွေ200ကျော်လောက်ကဂိုးဒီရောဂျာကိုတတ်ဖို့လာခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီလူနေရာကမစ္စတာရရဲ့အမောက်သိချင်းကိုခံလိုက်ရပါတယ်။ကျမ်းမာတဲ့ဆိုတဲ့ကောင်တွေ200ကျော်လောက်ကိုမစ္စတာရကချွေးမထွက်သေးမထွက်ပဲခဏအတွင်းနိုင်ယူလိုက်ပါတယ်။တိုက်ပွဲပြီးတော့တောင်ပေါ်ဝိုင်းကတစ်ပင်တွေကတပင်းမှမရှိလောက်အောင်ဖြစ်သွားပါတယ်။အဲ့ဒီချိန်ကစလို့မစ္စတာရကမောင်တိန်အီစတာဆိုပြီးနာမည်ပြောင်ရသွားပါတယ်။ဂျင်မီကလည်းဒီပါသက်ရဆိုရင်ကသူလဲကြားဘူးတာမို့အခွင့်အရေးနဲ့တစ်ခါလောက်စုံကျင်သေးတယ်လို့ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းလူဖီကသူဒီကိုလာရတဲ့ရည်ရွယ်ချက်ကလိုကီကိုခတ်ထားတဲ့တုပ်ကိုရှာဖို့ဆိုတာကိုမစ္စတာရကိုပြောမိသွားပါတယ်နာမီလည်းတားဖို့ကြိုးစားပေမဲ့လူဖီကပြောတော့ပြောပြီးနေပါပြီအားလုံးကမစ္စတာရကိုဒေါသထွက်သွားမယ်လို့ထင်လိုက်ပေမဲ့ကံကောင်းစွာနဲ့ပဲမစ္စတာရကဒီကိစ္စကိုလက်ခံလိုက်ပါတယ်
ပြဿနာတွေကိုမိထူးမိရှာတတ်တဲ့လူဖီကိုလည်းမြောက်တော်ပင်ကိုလုပ်ပေးပါတယ်နာမီကဘာကြောင့်တားဖို့မကြိုးစားလဲမေးတော့လှုပ်ဝက်ချက်ဆိုတာတီးတဲ့လူပြောပြမှရမှာလေဆိုတာမီးလောင်ရလေးပင်လိုက်ပါတယ်ဒါပေမဲ့လို့မေးစရာရှိတာကလိုကီသာလွတ်သွားရင်မင်းဘယ်လိုတာဝန်ယူမလဲလို့လူဖီကိုမေးလိုက်ပါတယ်စကားဆိုစာနဲ့ပေနဲ့မပြောတတ်တဲ့လူဖီကတော့ပြန်ပြီးချုပ်ထားလိုက်မယ်လို့လိုရင်းတိုရှင်ပဲဖြေလိုက်ပါတယ်အဲဘက်မှာဆိုလိုကီကအရန်ချမ်းတဲ့ကောင်ကြီးမှုရှမ်းကြောင်သာဖမ်းနိုင်ခဲ့တာဖြစ်ပြီးနောက်ထပ်သာလွတ်သွားရင်ဆူဆူဝါးဝါးချီနေတွေဖြစ်လာနိုင်ပြီးအဲဘက်မှာအပြည့်စည်းတွေရကြမရှိအောင်ဖြစ်နိုင်ကြောင်းတွေကိုပြောပြနေပါတယ်ဒါပေမဲ့စကားနားမထောင်နေတဲ့လူဖီကတော့စကားများနေတဲ့မစ္စတာရကိုထားခဲ့ပြီးတော့ရှာဖို့လှည့်သွားပါတယ်မစ္စတာရလည်းကြည့်လိုက်တော့သူ့စကားကိုနားမထောင်လှုပ်ချင်ရဆွလုပ်တတ်တဲ့လူဖီကဂိုးတော်ဂျာနဲ့တူလွန်းနေပါတယ်ဂိုးတော်ဂျာငယ်တုန်းကလည်းမစ္စတာရကအကောင်းဆုံးခွဲခြားပြီးကြံပေးခဲ့ပေမဲ့ဂိုးတော်ဂျာကထေရကိုဆွလုပ်ခဲ့ပါတယ်အဲ့ဒါကြောင့်လည်းတိုက်ဆိုင်မှုမဟုတ်ပဲပုံစံကအစားလို့အကျဉ်းစရိုက်ကိုတူနေတဲ့လူဖီကြောင့်သူ့ရဲ့ကပရင်ကြီးကိုတောင်တတိယသွားပါတယ်နာမီကလည်းယန္တနာရှာဖို့ဇိုရိုကလည်းလူဖီကိုထိန်ဖို့လှုပ်ချင်ရဆွလုပ်တတ်တဲ့ကပရင်နဲ့ကြပြောက်တီးကြပြောက်ကြဖြစ်နေတဲ့အဖွဲ့ကိုတွေ့ရလို့မစ္စတာရလည်းသဘောကျသွားပါတယ်အဲ့ဒါကြောင့်လဲထွက်သွားကြတဲ့လူဖီတို့ကိုပြန်ခေါ်လိုက်ပြီးလူတို့ကိုဘရင်ကြီးရဲ့ပလင်ကိုရွှေခိုင်းလိုက်ပြီးတောရှိမဲ့နေရာကိုပြပေးပါတယ်လူကြီးကိုခတ်ထားတဲ့တော့ကဘရင်ပလင်အောက်မှာရှိတဲ့မြေရောက်ခန်းယတနာတိုက်မှာတင်ထားတာဖြစ်ပါတယ်ယတနာတိုက်ဆိုတာနဲ့နာမီကတော့အကြောက်လက်မိစိတ်ဝင်စားသွားပါတယ်မစ္စတာရတို့လည်းရိုရိုရဲ့ကူညီနဲ့မြေရောက်ခန်းကိုဝင်လာကြပါတယ်ယတနာခန်းဆိုတော့အားလုံးကယတနာတွေပြည့်နေမယ်ထင်ထားကြပေမဲ့လက်တွေ့မှာတော့အခွန်လွတ်ဖြစ်နေတဲ့ယတနာဘုံတွေသာရှိနေပါတယ်အဲ့ဒါကြောင့်လဲနာမီကစိတ်တက်ကြသွားရပါတယ်ဒါပေမဲ့လို့အခန်းရဲ့အလေတက်တက်မှာတော့လိုကီကိုခတ်ထားတဲ့တော်ကြီးကထိထိရှိနေပါတယ်တော့ကရွှေနဲ့လှုပ်ထားတဲ့ဆိုပေမဲ့လို့ယူမဲသူတော်မရှိလို့တခုတည်းကြံနေတာဖြစ်ပါတယ်အကြောင်းကတော့ပျက်စီးနေတဲ့နန်းတော်မှာတခိုးချိုးဖိုးတွေကယတနာတွေကိုလာခိုးကြပေမဲ့လို့ရွှေတွေထက်လိုကီလွတ်သွားမှကိုပူကြောက်ကြလို့တော့ကိုမယူပဲထားခဲ့တာဖြစ်ပါတယ်လူဆိုးတွေအောင်လွတ်မှကြောက်ရတဲ့ဒီလူကိုလှုပ်ပေးဖို့မင်းမဘလောက်ဆွမ်းစားရှိလဲဆိုတာစမ်းသပ်ရမယ်ပြောကမစ္စတာရကတော့ကိုဆွဲနှုတ်လိုက်ပါတယ်အဲ့ဒါကြောင့်တော့ကိုလိုချင်ရင်သူ့ကိုနိုင်အောင်တိုက်ရမယ်လို့လည်းလူဖီတို့ကိုမစ္စတာရကစိန်ခေါ်လိုက်ပါတယ်မစ္စတာရဖြစ်လေဒီလူကြီးကပင်လယ်ဓမြဘရင်ကြီးရဲ့ဘယ်လေယုံစကူဘာကားဘန်ဖြစ်ပါတယ်ဒါကတော့1Bအပိုင်း1169ပိုင်းပဲဖြစ်ပါတယ်